Logitech မှာ setting မချိန်တက်လို့ပါဒီကောင်ကျတော့ iPhone original ပါ iPhone original ရုပ်ထွက်ပေးပါတယ်အလေကိုလည်းမလုပ်နေစကားပြောနေပါလူတက်ခိုက်တယ်အမရော့ပဲတဲ့အကောင်းဆုံးကြိုးစားပါကျေးဇူးပါဗျာနေချက်မပါလို့တဲ့ဟုတ်တော့တယ်ဗျာကျွန်တော်ပြမယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ဘဝရဲ့နိဗ္ဗာန်လေးပေါ့နော်ကျွန်တော်အခန်းဆိုတော့ဒါကကျွန်တော် gain ဆော့ရင်ခံတဲ့ခွာကောင်းပေါ့နော်ဒါဘရိုတစ်ခါမှတောင်းတန်းဆိုမမြင်ရတော့ဗျာဒါ gain ဆော့ရင်ခံတဲ့ခွာကောင်းပေါ့နော်ဒါပြီးတော့ဒါကတော့ကျွန်တော် PC setup ဒါအင်ရှိကအခန်းကိုတောင်းကျွန်တော်ပြင်ပြပေးမယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ PC ပေါ့နော်အခုလောဆယ် internet မရပါဘူး Wi-Fi မီးနေတယ်ဒါကတော့ကျွန်တော်ရဲ့ set ပေါ့နော်ကျွန်တော်ဒီလထဲမှာဒါတွေလဲရမယ်ပေါ့နော်အင်ခန်းရလာပြီဖြစ်တော့ကျွန်တော်ဒီကောင်းဒီဆိုတန်ကြီးအောင်ကိုင်နေပြီဒီလားအထဲမှာဆိုလဲတော်တော်စိုးနေပေါ့နော်ကျွန်တော် run 8ပဲရှိသေးတာဆိုတော့ run နေထပ်ဆိုင်ရမယ်ဒါတော့ကျွန်တော်ရဲ့ gaming ခုံပေါ့နော်ခုံပေါ်မှာဆို game sorry iPad ကျွန်တော်အဲ့လိုမျိုးအများအားတုပ်ပြီးထားတယ် iPad ရှိမယ် highlight လုပ်တဲ့ဟာပြီးရင်ဒါကကျွန်တော်ဒါ note တွေရေးတယ်ပြီးတော့ဒါ highlight ထုတ်ရမယ်အပိုင်းတွေလုပ်တယ်ပြီးတော့ဟိုကတော့ဗဒီတို့ဘာလို့ညာတို့ပေါ့ဗျာတဲ့မလားတခါလေးစိတ်ကူးပေါင်းမပြားရှစ်ကွာတခါကျရင်ကျွန်တော် game soft လို့ 4/1 ပြစ်ပြီးသွားလို့ရှင်နေအရန်တုံလာရင်တောက်တဲ့နှလုံးအားစီးလို့ခေါင်းအဲ့လို game soft နေနဲ့ကျွန်တော်တကယ်ပြောတာတခါကျရင်အဲ့ဒါဖြစ်တယ်ပေါ့နော်ဒါကျွန်တော်တို့ရှူသေးပေါ့ထွန်းရွှေပါလို့ဒါတော့မျက်စင်းပါဒါတော့ကျွန်တော်ရဲ့ချင်းလေးပေါ့နော်ကျွန်တော်ဒီမှာ tissue တွေထည့်တယ်ပြီးရင်ဘာညာပေါ့ညာလက်ထဲမှာအစင်းလေးရှိအောင်ဒီဘက်ကဖက်နှက်ဘူးတွေပါအကုန်အတုတွေပါအစ်စ်တွေထင်နေပါဆိုလို့ဒါကကျွန်တော်ရဲ့အဲ့ရအခက်အရင်မကြည့်ဘူးရဘလို့ထင်တယ်လို့ကျွန်တော်ချင်းလေးပါခိုင်း sorry ချင်းလေးပဲပေါ့နော်အဲ့တောက်ကရှည်ကြဒီနှစ်ထဲမှာပြင်ရမယ်ပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်ရဲ့အဲ့ရပါဆိုတော့ Gucci လို့ပြင်လိုက်အစ်စ်လို့မထင်ပါနဲ့အတုတွေပါဟိုဘက်က PlayStation ရတယ်အတုပါပဲအတုတွေပါအကုန်လုံးအတုတွေပဲပေါ့နော်အစ်စ်ဆိုလို့ကျွန်တော်တယောက်ပဲရှိပါတယ်စစ်တာဆိုလို့ကျွန်တော်တယောက်ပဲရှိပါတယ်ဒီည line မရှိလားမရှိတော့ပါဘူးအကြတယ်အမကြပါနဲ့ဆိုတော့ကျွန်တော်ရဲ့ဒါကလက်ဆောင်ဒီတဲ့ဟာအများစုကလက်ဆောင်ရဟာအများတယ်ပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်တောက်နေကြဆေးတွေဒီဘက်ကကျွန်တော်ဒါစောင်းဖုတ်မိပါဒါဆေးတွေပေါ့နော်ဒါပါရာစီမော့900Rဒီပြင်းအားနဲ့ရွေးရွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်နိုင်ငံခြားအတိတ်ရောက်လက်ဆောင်ပို့ရပါဒီကဆေးတွေဒါတောက်ဆိုပြီးတော့ဟိုဘက်ကတော့စကင်ကဲတဲ့ဟာတွေပါတိုနာစီဂရမ်မော်ရီရိုက်ဇာဘော်ဒီလိုရှင်ဒီဘက်ကမျက်နှာဆေးတွေပါဒါတစ်ခါဖတ်တဲ့စာအုပ်တွေစိတ်ပါတယ်စာအုပ်ဖတ်တယ်ပေါ့နော်ဒီလိုညာမျိုးဆိုဖတ်ပြပါတယ်ဘာညာပေါ့နော်ပုံမှန်တိုင်းဆိုမိတ်ကပ်လင်းမိတ်ကပ်ဖြတ်ကြတယ်ဒီတွေကတော့ဒါဆေးတွေပါတယ်ပြီးတော့ဒါကမတ်တွေဒီအောက်ကဒါကျွန်တော် string တဲ့အခါမှာအဲ့လိုပေါ့နော်ခုံနေပါကျွန်တော်အများအားတန့်ရှင်းလုပ်တဲ့အတွက် what tissue တွေဒီဘက်ကတစ်နေ့တစ်လုံးတောက်တဲ့ဟာတွေဒီဘက်ကဟာဆေးလေးကကျွန်တော်လက်နဲ့ကာလိုက်ပါနော်အပေါ်ကပုံကြီးပါနေလို့ပေါ့နော်ဒီထဲမှာအမှန်တိုင်းပြောရင်ဒီထဲကအင်ကြီးအများစုက7ပုံတပုံလောက်ပဲကျွန်တော်ဝယ်တာပေါ့နော်ကျန်တဲ့ဟာတွေကလက်ဆောင်ရတာအများပါလေဆိုတော့ဒီတွေကတော့ဒါကျွန်တော်ရဲ့အဖိုးတန်ပစ္စည်းတွေပေါ့နော်မပြတော့ပါဘူးပြလည်းဘာမှမရှိပါဘူးဖိုးတန်နေဆိုတာကျွန်တော်အမှတ်တရပစ္စည်းတွေမှုလို့ပေါ့နော်ဒါဖိတ်စာတွေပါတယ်တချို့ဖိတ်စာတွေကဒါကျွန်တော်ဒီဖတ်တို့ဘာလို့ပေးတဲ့ဖိတ်စာတွေလက်ဆောင်ရထားတဲ့အယုတ်လေးတွေအဲ့လိုရှင်းမွေးလေးတွေဘာလေးပေါ့နော်လက်ဆောင်ရထားရှင်းမွေးလေးတွေဟိုပေါ့နာရီတွေပေါ့ဗျာမပေါ်တော့ဘာမှမရှိပါဘူးဘောကဂျာစီတွေရယ်စက်ကူဘူးခုံတွေဂျာစီတွေရှိတယ်လာမတောင်းပါနဲ့မပေးပါဘူးဂျာစီတွေရှိသေးတယ်ဆိုလာမတောင်းပါနဲ့မပေးပါဘူးမပေးပါဘူးမပေးပါဘူးပေးတယ်လည်းမရှိတော့တထည်ပဲကြံတော့လားကျန်တာတွေကဟိုပါလေဒါကကျွန်တော်အိမ်နှင်းဝတ်တဲ့ဟာအိမ်နှင်းဝတ်တဲ့ဟာမဟုတ်ဘူးရောမဝတ်ဖြစ်ပါဘူးကျွန်တော်ဒီကပိုင်းအခုလက်ရှိဝတ်နေတဲ့ဟာပဲဝတ်ဖြစ်တာဒီခူဒီတွေကလည်းအကုန်လုံးလက်ဆောင်ရထားတာပါဒီဘက်ကလူစိုးထိတ်နေပြီးတော့ဒါကကြတော့ပေါ့ပါဝတ်တဲ့ဟာတွေပေါ့နော်ဟိုဘက်ကပေါင်းကြီးတယ်ဘာမှအဲ့လိုဒီမှာဆိုလဲပေါ့နော်ဒါကျွန်တော်စတွင်းတဲ့အခါမှာလိုတဲ့ဟာလေးအဲ့လိုဘူးကွန်လေးတင်ထားတာဗျာဒီအောက်ကဂျာစီတွေပါမယ်ပြီးတော့ Wi-Fi router တွေပါမယ်လက်ဆောင်ရတာတွေကြောက်ပကြီးပါမယ်ဒီကြောက်ပကြီးလေးပေးတာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အဲ့ချိတ်ဖို့နေရာမရှိသေးလို့ပါကဲဒါပါပဲချစ်တဲ့သူတွေပေါ်တာဟုတ်ပဲဘဲရတာအမုန်းတဲ့သူကိုပေါ်တယ်ဆောင်းရမ်းဆဲတာနင်တို့မှမခံရတာငါပဲခံရတော့ကြောက်ပကြီးကြည့်မလားကြောက်ပကြီးပေးထားတဲ့ဟိုပေးထားတဲ့အကူလိုင်းဆွင်းထဲမှာရှိသေးလားမသိဘူးကြောက်ပကြီးပြကြည့်မလား
မင်းနဲ့ကောင်မလေးနဲ့ဘယ်ဟာစားကောင်းလဲဗျကောင်မလေးကတော့မစားဘူးလို့မသိပါဘူးဘာဟင်းချက်လဲငါဟင်းအတက်ကပြောသွားပြီအတက်ကငါ့ကိုနေတိုင်းဘာဟင်းချက်လဲမေးတယ်ပဲဘရိုအေးမန်နဲ့မင်္ဂလာပါဘရိုအားလုံးပဲမင်္ဂလာပါငါဟင်းမောင်လေး thank you ပါကိုမင်းခန့်တော်ကြီးဘရာသာတို့ဒီအခန်းအပြင်ပြီးရင်ကျွန်တော်ရဲ့ main အိမ်ကိုပြမယ်ဂျာစီ10လောက် giveaway ပေးတယ်လုပ်ဖို့ရှိပါတယ်အဲ့ဂျာစီတွေကကျွန်တော်ကြောင့်ဟို giveaway ပေးကိုမှားထားပါတော့စာအုပ်ပေးပါလားဖတ်ချင်လို့အဲ့စာအုပ်ကလည်းကျွန်တော်လက်ဆောင်ရတာပေါ့နော်ဂျာစီ design နေတဲ့ကိုဝေကိုလည်းကိုကလာထုတ်တယ်လို့ပါမလွယ်ဟာပေးရလားလက်ခွန်းမနှောင်းနဲ့ကိုက giveaway ပေးတဲ့ခါကျရင်ပေါင်ပန်ဆန်းပါဖက်နှက်တွေပြပါဦးဖက်နှက်တွေကအတုတွေဆိုတော့ကျွန်တော်မပြရင်ဘရာသာတို့အတုတွေပါအရက်ကဘလောက်လဲ6ပြီပြေဖို့တလက်မလိုပါတယ်ဖြုတ်ပြီးဘာကြီးလဲဘယ်လိုမင်းခါတော့ဖက်နှက်တွေပြအောင်ကိုဖလားဖက်နှက်တွေကဘာမှမရှိပါဘူးဖက်နှက်တွေကရည်စည်း900ရှိမယ်နောက်ပြီးရည်စည်း boost တော့လာတယ်ရှိမယ် F1 spray မီနဲ့ဟာရှိမယ် F1 ရိုးရှိမယ်ပြီးရင် walking shoe ရှိမယ်အဲ့လိုပေါ့နော်အကစားလုပ်တဲ့ဟာရှိမယ် ogri ပါရှိမယ်ကျွန်တော်အကြိုက်ဆုံးတော့ ogri ပါပေါ့နော်ခြေအေးရှိမယ်ပေါ့နော်အဲ့ဒါပါပဲအစစ်ဝယ်တဲ့ခါကျရင်ပြ hello ကိုငိမ့်ဝေကိုငိမ့်သူမဝင်ပါဘူးဗျာကိုဖလားကျွန်တော် favorite player ပါလေ thank you ပါအပူဝါစာကြောက်ဝီကြီးပြကြောက်ဝီကြီးကြွားတယ်ပြလာခဲ့နော်ထိုင်ဆောင်ကျွန်တော်အရက်ကဒါအမှန်ပါဒါခြေရထောက်တာဒါခြေရမထောက်ပါဒါလေလို့ရလားမရပါဘူးကော်ဖီထုတ်ကအင်ရှိမှာပါကိုဝေးပြီးရထားရှိုးရှစ်မတော်လေးကိုသဘောကျတယ်ပါတယ်သိလားကျွန်တော်လုံးဝဖုန်တက်မှာဆိုလို့အဲ့ဒါကိုတိတ်နေပါပတ်ပြီးထားတယ်ဘိုက်တယ်မှာလက်ဆောင်ပို့ပေးလိုက်ကကျေးဇူးအများကြီးတင်ပါတယ်ဒါလေးကိုလည်းကျွန်တော်ပို့မတင်ပေးရသေးဘူးပေါ့နော်ဆိုပို့မတင်ရသေးဘူးပေါ့နော်ကျွန်တော်လက်ဆောင်လေးအဲ့လိုလက်ဆောင်ပို့ပေးလိုက်တယ်ကြာပြီပေါ့နော်ကျွန်တော်လည်းအဲ့ဒါချိတ်တဲ့အခါကျမှပဲတပုံလေးတိကျရိုက်ပြီးထားမလို့လုပ်တာဗျတော်တော်ကြီးလာတယ်မှာပေါ့အရေးရှိအောင်ဘယ်လိုလုပ်တာလဲဖလက်ကရဲ့ PUBG မှာတကယ်ကောင်းတာပါကျွန်တော်အရှိကိုတော့ပြနေတယ်ဗျဒါမှမဟုတ်ပြလည်းမပြရဘူးမပြလည်းမပြရဘူးပေါ့နော်ဟိုနားလေးမှာထားတဲ့ဟာ game ဆော့တော့လေဗျကျွန်တော်ဒီနေ့က game ဆော့လို့မရပါဘူးကျွန်တော် internet line မရှိလို့ပါကိုဖလက်ဗမာနေလဲအိမ်မှာပါဘယ်နှနိုင်ရှိပါလဲ live နဲ့ live နဲ့ဘယ်နှနိုင်ရှိပါလဲဖုန်းတစ်လုံးကိုတဲ့1000နဲ့ဆိုင်မှာသွင်းနေကြပြီမိုင်းလိုက်တာလှတယ်ကိုဖလက်အိမ်မှာနေတာပါဆိုတော့အရှိကိုကြည့်ကြပါရှေ့ကိုကြည့်ကြရင်ကျွန်တော်ပြရပေးမယ်ဒါပြတာပဲကောင်းပါတယ်ကျွန်တော်တောင်းအောင်ဆိုလဲတော့ဝတ်ထားတာမဟုတ်ဘူးအရင်ဆုံးစစ်လေးတွေတောက်ချင်တော့မယူမသိခွင့်ပြုပါဒီကနေ့ထောင်လေးပါမယ်ဖလက်ကတဲ့ဖလက်နဲ့တူတယ်ဟာညီကိုလေးလားတဲ့ဖေးတူမေးတူပါဒါပေမဲ့ကျွန်တော်လည်းတယောက်ထဲပါဖလက်ကဘယ်မှာနေရလဲအိမ်မှာနေရပါအိုင်တော့ဒီဖလက်ကပါလားမောင်ဖလက်တဲ့တင်းငတ်နှာခေါင်းနဲ့ဟာတယ်ပြပါလားကိုကြီးပြမယ်နော်ကြည့်ပါမလားအဲ့တော့မှကိုဖလိုက်စားလည်းမကြည့်ဘူးလေငင်းခေါ်ပြီးရဘယ်မြတ်တော်မင်္ဂလာပါဒါတော့ကျွန်တော်အခန်းပါနော်ဒါတော့ကျွန်တော်အခန်းပါနော်ကျွန်တော်အခန်းတော့ string လောက်တာဆိုတော့တေချာလေးလောက်ထားတယ်ပေါ့နော်ဒါတော့အရှိအိမ်ပါဆိုတော့ဒီနှစ်ကတော့အိမ်ပြင်ရမှာပေါ့နော်ဘာလို့ဟိုဘက်ကအဲ့ဒီထည့်ရနေပါပြုံနေပြီဆိုတော့အိမ်ပြင်ရတော့ပါမယ်ဒါတော့အမေအိယာဟိုမှာအမေထိုင်နေတယ်အမေထိုင်နေတယ်အမေနဲ့ပြင်ပြမေးဖြတ်ပေးပါဒါကတော့ဒီနှစ်ကတော့အိမ်ပြင်ရမှာတော့မပြင်လို့မရတော့ဘူးကျန်းနေတယ်ဆွေးနေပြီဆိုတော့အိမ်ပြင်ရပါမယ်ထည့်နေပြိုးနေပြီငါ့ရင်လုံးဝရတော့မယ်အိမ်မနောက်လိုက်လို့မရတော့ပတ်စံရှာရတော့မယ်ဟာအ
တက်နိုင်ဆုံးတော့အိမ်မက်လောက်လက်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါမဲ့ကျွန်တော်အခုချိန်မှာတော့ပတ်စံရှာသိမ့်ပြီလို့ထင်ပါတယ်ဘာလို့ဆိုတော့ကန်လေးကအခွင့်အရေးပေးပြီလို့ထင်တယ်ပေါ့နော်လားလေးသေးခြင်းနဲ့ဖောနေရဖလက်တဲ့တောက်စားလျှော့ကျွန်တော်မတောက်ပါဘူးအေးပြက်လို့ပါဂိမ်းမစော့ပဲဘာလို့လဲဒီညအင်တာနက်ပြတ်နေလို့ဂိမ်းသားပါတယ်လို့ငါပြောထားတယ်ဖလက်ကခန့်ကြောကြီးရဲ့သမင်းလာစားအောင်လေโอเคပါမင်္ဂလာပါဘရိုမြင်ကျင်တာမြင်ပြီးသွားပြီခင်ဗျာဆိုတော့ဆော်ရှာဘေးကိုလာတယ်โอเคပါမော်ရီဂါကြီးကွန်မန့်စပိုင်းမြူးလိုက်မယ်နော်တက်နိုင်သုံးတော့ကျွန်တော်စူးစမ်းပြီးပေါ့နော်အိမ်မက်နောက်ဒီလိုက်ပြီးသွားပြီဒါပေမဲ့နော်အဲ့တော့ကျွန်တော်အခန်းနောက်လိုက်ပါတော့မယ်အသက်ဘယ်လောက်လဲ23ပါပတ်စံရှာခြင်းတန်ပြီတဲ့